မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့ဒီ division ပွဲတွေမှာပေါ့နော်တကယ်အသုံးဝင်တဲ့ skill လေးတွေပေါ့နော် info ပေါ်မှာပါတဲ့ skill လေးတွေပေါ့အဲ့ဒီကမှဒီ face shot ပေါ့နော် face shot ဆိုတာကတော့အခုဒီမှာ video မှာပြတဲ့အတိုင်းပေါ့နော်ကံမလို့ဟန်ဆောင်ပြီးတော့နေ face ချက်ပြရတဲ့ပုံစံပေါ့နော်အဲ့ဒါ division မှတ်တွေမှာတော့အသုံးဝင်တယ်ဗျတောင်မှန်းနေတိုက်စစ်ဆင်လာပြီးတော့face ချက်ပြပြီးတော့ကိုယ်တည်းကန်ထဲတာပဲဖြစ်ဖြတ်တင်မောပေးတာပဲဖြစ်လောက်လို့ရှိရင်တော့အဆင်ပြေတယ်ဗျ skill ပြနေရတော့လွယ်ပါတယ်ဒီကန်တဲ့ cloud ကိုတစ်ချက်နှိပ်မယ်လို့နှိပ်ရတဲ့ခါကျရင်ကိုယ်ကစားသမားဘောလုံးကိုကန်မိုးရွယ်လိုက်မယ်ပေါ့နော်အဲ့ခါကျမှကိုကပြေးတဲ့ cloud လေးကိုလိုချင်တဲ့ဘက်ကိုပုတ်ဆွဲလိုက်ပေါ့နော်ကျွန်တော်ကိုယ်ကစားသမားကဗီဒီယိုမှာပြသလိုပဲ face shot လေးပြလို့လိုက်မှာဖြစ်ပါတယ်ဒီနည်းကတစ်ဖက်ခံစစ်ကစားသမားတွေကိုကြော်ဖြတ်လွယ်ကူပြီးတော့ vision ပွဲတွေမှာတကယ်အသုံးဝင်တဲ့ skill တစ်ခုပါအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းကျွန်တော်တို့ division မှတ်တွေမှာအသုံးဝင်တဲ့ skill ဗီဒီယိုတွေကိုထပ်တင်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လုပ်ထားနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်